ဒီကနေ့မှာတော့လူငယ်တွေကြားတဲ့အရန်ခစ်စားနေတဲ့အသက်မွေးဝမ်းကြောင်းအကြံဉာဏ်တစ်ခုကိုစာရေးသူခေါင်းညူဖို့ကဘလို့ထောက်ပြထားလဲဆိုတာကိုပြောပြချင်ပါတယ်လူအများစုယုံကြည်လက်ခံထားတာနဲ့လုံးဝကိုဆင်ကျင်ဘက်ဖြစ်နေတဲ့သူ့ရဲ့အမြင်ကဘာလဲဆိုတာကိုအဒီတူကြည့်လိုက်ကြရအောင်ပါကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုလိုက်နာပါတဲ့ဒါကအန်ဒရီမြရဲ့အကြံဉာဏ်တစ်ခုတဲ့ကြားလိုက်တာနဲ့တော်တော်လေးတော့ထူးဆန်းသွားမယ်ထင်ပါတယ်ဒါပေမဲ့ဒီစကားကပဲဒီနေ့ပြောမယ့်အကြောင်းအရာတွေအဓိကအချက်ပါပဲကဲဘာကြောင့်များဒီလိုထိပြောရတာလဲဆိုတာကိုဇာလန်လေးတစ်ပုဒ်နဲ့အစဖြူကြည့်အောင်ထောမတ်ဆိုတဲ့လူတစ်ယောက်ရှိခဲ့ပါတယ်သူကဇင်တီယာကိုအယံကိုစိတ်အားထက်သန်လုံးလိုက်ဖြစ်ခဲ့တယ်အဲ့ဒီစိတ်နဲ့ပဲတရားစခန်းတစ်ခုမှာဘူကြီးဝတ်ပြီးသူ့ရဲ့အိမ်မက်ကိုအကောင့်အထည်ပေါ်ခဲ့တာပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့သူမျောလင့်ထားသလိုပျော်ရွှင်မှုတွေမရခဲ့ပါဘူးအဲ့ဒီအစားစိုးရိမ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေနဲ့ပဲနေ့စဉ်နှစ်ပန်းလုံးနေရတယ်ပြောရရင်သူ့ရဲ့စိတ်အားထက်သန်မှုကိုအစွမ်းကုန်လိုက်နာခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့အိမ်မက်တရားသူ့မျက်စိရှိမှပဲပြိုလဲပျက်စီးသွားခဲ့ရတယ်ထောမတ်ရဲ့ဇလန်လူမျိုးဖြစ်ဖြစ်တွေကကျွန်တော်တို့ကိုမေးခွန်းတစ်ခုမေးလာစေပါတယ်စိတ်အားထက်သန်မှုကိုလိုက်ပါဆိုတဲ့ဒီအကြံပေးစကားကတကယ်ပဲမှန်ကောင်းမှန်ရလားပေါ့ကဲဒီတော့ဒီ EU စာကဘယ်ကနေဘယ်လိုစခဲ့တယ်လဲပြီးတော့ဘာကြောင့်မှားယူနိုင်တယ်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဒီစိတ်အားထက်သန်မှုဆိုတဲ့အယူဆတာအများအားရှိခဲ့တာတော့မဟုတ်ပါဘူး1980လောက်မှာအလော့ကိုကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ချိန်ကြီးပါဆိုတဲ့စာအုပ်တွေခစ်စာလာရာကနေစခဲ့တာပါအဲ့ဒီနောက်1990ခုနှစ်တွင်မှာဒီစကလုံးကအရန်ကိုပေါက်ထားပြီး2010လောက်ရောက်လာတဲ့အခါမှာတော့အလော့ဆိုတာပိဿံအတွက်တတ်မဟုတ်တော့ပဲကိုဖော်ထုတ်ပြသရမယ့်နေရာတစ်ခုဆိုတဲ့အတွေးခေါ်ကလူငယ်တွေကြားထဲမှာအမြင့်တွယ်နေခဲ့ပါပြီဒါပေမဲ့ထူးဆန်းတာကဒါပါပဲလူတွေကအလုံးမှာစိတ်အားထက်သန်မှုကိုအတဲအတန့်ရှာဖွေလာလိတကယ်တမ်းမှာတော့အလို့အပေါ်စိတ်ကြည်နမှုကပိုပြီးတော့ထိုးကျသွားလိပါပဲဒီမှာကြည့်လိုက်ရင်1989ခုနှစ်2010ကိုရှင်ကြည့်နိုင်ပါတယ်တခုခုတော့လဲချော့နေပြီဆိုတာတော်တော်လေးကိုထင်ရှားနေပါတယ်အဲ့ဒါကြောင့်စာရေးသူကစိတ်အားထက်သန်မှုအယူဆဆိုတဲ့စံတက်ချက်ကြီးဟာလူအများစုအတွက်ကြာရှုံးခဲ့တယ်လို့အခိုင်အမာကိုပြောတာပါဒီချမ်းချမ်းကလမ်းမှန်ကိုပြပေးမယ်အစားလူတွေကိုအလုခဏခဏပြောင်းဆွေးပြီးမလိုအပ်တဲ့စိတ်ဖိမှတ်မှုတွေဆွေးရည်မှုတွေပဲပို့ပြီးဖြစ်စေခဲ့တယ်လို့ဆိုပါတယ်ကဲစိတ်အားထက်သန်မှုကိုလိုက်ရှာတာကအဖြေမဟုတ်ဘူးဆိုရင်ဒါဆိုပါကအဖြေဖြစ်မလဲဒီနေရာမှာ Cal Newport အဆိုပြုတဲ့နီလန်တစ်ခုကျွမ်းကျင်ပညာရှင်လိုတွေးခေါ်ခြင်းဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဟာတာပညာရှင်ကြီး Steve Martin ရဲ့ဒီစကားကအခုပြောမဲ့တွေးခေါ်မှုပုံစံတဲ့အထီကအုံးမေပါပဲရှင်းရှင်းလေးပြောရရင်ကိုယ့်ရဲ့စိတ်အားထက်သန်မှုကဘာလဲဆိုတာကိုအရင်လိုက်ရှာမယ့်အစားဘယ်သူမှလစ်လျော်မရှုနိုင်လောက်တော်တဲ့တန်ဖိုးရှိတဲ့ရေးချင်းတွေကိုအရင်တည်ဆောက်လိုက်ပါအဲ့ဒီအခါကျရင်ကောင်းမွန်တဲ့အခွင့်အရေးတွေကကိုယ့်လောက်ကိုအလိုလိုလိုက်လာပါလိမ့်မယ်ဒီတွေးခေါ်ပုံနှစ်ခုရဲ့အဓိကကွာခြားချက်ကမေးခွန်းထုတ်တဲ့ပုံစံမှာပဲရှိပါတယ်စိတ်အားထက်သန်မှုတွေးခေါ်ပုံကဒီလောကကြီးကဒီလို့ကငါ့အတွက်ဘာပြန်ပေးနိုင်မလဲဆိုတာကိုအရင်စဉ်းစားတယ်ကျွမ်းကျင်ပညာရှင်တွေးခေါ်ပုံကတော့ငါကောဒီလောကအတွက်ဘယ်လိုတန်ဖိုးတွေပြန်ပေးနိုင်မလဲဆိုတာကိုအဓိကထားပါတယ်အာယုံစိုက်တဲ့လာရကလုံးဝကိုပြောင်းပြန်ပါပဲဒီကျွမ်းကျင်ပညာရှင်တွေးခေါ်ပုံရဲ့အဆုံးဆုံးပန်းတိုင်းက Korea Capital လို့ခေါ်တဲ့အရာကိုစုဆောင်းပေါ်ပါပဲဒီ Korea Capital ဆိုတာဘာလဲဆိုတော့ကိုအတမွေးဝိုင်းကြောင်းလောကမှာတုံးတဲ့ငွေချေးတစ်ခုလိုပါပဲကိုမှရှားပါပြီးတန်ဖိုးရှိတဲ့ကျွမ်းကျင်မှုတွေဆိုတဲ့ capital များများရှိမှကောင်းမွန်တဲ့အလုပ်တစ်ခုရဲ့လွတ်လပ်ခွင့်ထိန်ချုပ်ခွင့်လိုအခွင့်အရေးတွေကိုဝေယူနိုင်မှာပါဟုတ်ပြီ career capital ကိုဘယ်လိုတိဆောက်မလဲအဓိကတော့ချက်တာလို့ deliberate practice လို့ခေါ်တဲ့စနစ်တကျလေ့ကျင့်မှုပါပဲဒါဟာကိုကျွမ်းကျင်မိသားရာတွေကိုပဲထပ်ခါလုပ်နေတာမျိုးမဟုတ်ပဲကိုရဲ့အသက်တောင်တက်တာဆုံးအပြင်ဘက်ကိုနည်းနည်းလေးရောက်အောင်ကိုကိုအစမပြတ်တွန်းပလို့ပြီးလေ့ကျင့်တာမျိုးပါပြီးတော့ကိုရဲ့အားနည်းချက်တွေကိုသိနိုင်မှုဝေဖန်မှုတွေကိုတောင်းခံပြီးပြန်တုံတက်တာမျိုးပေါ့ဒီလိုလို့မှတကယ်ကိုတိုးတက်လာမှဖြစ်ပါတယ်ကဲကိုမှတန်ဖိုးရှိတဲ့ career capital တွေစုမိလာမိဆိုပါစို့အဲ့ဒီ capital တွေကိုဘယ်နေရာမှာအသုံးချရမလဲစာရေးသူရဲ့အဆိုအရအကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုကတော့ကိုအလုပ်အပေါ်ထိမ့်ချုပ်နိုင်စွမ်း control ကိုရယူဖို့ပါပဲအဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကြည့်လိုက်ရအောင်ဒါကစာရေးသူရဲ့အထီးကတီးရုပ်တွေပါပဲရှင်းရှင်းလေးနဲ့တကယ်ကိုစွမ်းအားကြီးပါတယ်လွတ်လပ်မှုကိုပိုင်ဆုံးဖြတ်ခွင့်အချင်းကိုထိန်းချုပ်နိုင်စွမ်းဒီလိုရှားပါပြီးတန်ဖိုးကြီးတဲ့အလုပ်ရဲ့အရေးသွေးတွေကိုလိုချင်နေဆိုရင်ကိုဘကလည်းရှားပါပြီးတန်ဖိုးကြီးတဲ့ career capital ကိုရင်ထုံပေးနိုင်ရပါမယ်ဒါဟာမျှတတဲ့အလဲလဲတစ်ခုပါပဲလီဇာနဲ့ဂျိုးတို့ရဲ့ဇလန်းကဒီအချက်ပေါ်ကွက်ကွင်းတက်တည်ပြနေပါတယ်လီဇာဟာ career capital အလုံးလုံးမရှိတဲ့သူ့ရဲ့စိတ်အားထက်သန်မှုဖြစ်ခဲ့ယောဂနောက်ကိုလိုက်ရင်
ထိန်းချုပ်လိုင်းစွမ်းကိုအတင်းရယူဖို့စ조사ခဲ့လို့နောက်ဆုံးမှာကြာရှုံးခဲ့ရတယ်ဂျိုးကတော့သူ့ရဲ့ capital ကိုစနစ်တကျတိဆော့ပြီးအဲ့ဒီ capital ကိုသုံးပြီးမှထိန်းချုပ်နိုင်စွမ်းကိုရယူခဲ့တဲ့အတွက်အောင်မြင်မှုကြီးမားမားရခဲ့ပါတယ်ဒါဟာ capital မရှိဘဲစွန့်စားခြင်းနဲ့ capital ရှိမှယဉ်နှီးမြှုပ်နှံခြင်းရဲ့ကွာခြားချက်ပါပဲ ဒါပေမဲ့ထိန်းချုပ်နိုင်စွမ်းကိုရယူတဲ့နေရာမှာတတိထားရမယ့်ထန်းချုံတစ်ခုရှိတယ်လို့ဆိုရတယ်ပထမတစ်ချက်ကတော့ capital အလုံးလောက်မရှိသေးဘဲနဲ့လွတ်လပ်ခွင့်ကိုစောပြီးရယူဖို့ကြိုးစားတာပါဒါကရေရှည်မတိတတ်နိုင်ပါဘူးဒုတိယတစ်ချက်ကတော့ကို့မှာ capital တွေများပြီးအရန်တန်ဖို့ရှိလာတဲ့အခါအလို့ရှင်ကလည်းမလို့ချင်တော့ပဲကို့ကိုပို့ပြီးချုပ်ကိုက်ဖို့ကြိုးစားလာတာမျိုးပါဒီနှစ်ခုလုံးကိုတတိထားရပါမယ် ဒီအထိလေးလာပြီးတဲ့နောက်မှာဒါဆိုဆရာထက်တမှုကတော့ဘေးရောက်သွားလဲဆိုပြီးမေးစရာရှိလာနိုင်ပါတယ်ကဲနောက်ဆုံးပိုင်းမှာတော့ဆရာထက်တမှုဆိုတာစကလုံးရဲ့အဓိပ္ပာယ်ကိုအစကနေပြန်ပြီးသုံးသပ်ကြည့်ကြပါမယ်ဒါဟာကိုကလိုက်ရှာရမယ်စမှမဟုတ်ပဲစ조사မှုရဲ့ရားလက်တစ်ခုအဖြစ်ဘယ်လိုမြင်ရမလဲဆိုတာပါပဲ ဒါရတီဆောက်ကပေးချင်းတဲ့အစွမ်းထက်ဆုံးတဲ့အရေးအကြီးဆုံးအမှားစကားပါပဲစိတ်ရထက်တန်မှုဆိုတာကိုကလိုက်ရှာရမယ်ပန်းတိုင်မဟုတ်ပါဘူးဒါကိုလုတ်တဲ့အလုံးမှာကျွမ်းကျင်လာတဲ့အခါတန်ဖိုးရှိတဲ့အရာတွေဖန်တီးနိုင်လာတဲ့အခါကိုယ့်အရေးချင်းကြောင့်ထိန်းချုပ်နိုင်စွမ်းနေရလာတဲ့အခါမှာစူလာဘတ်ကိုနေနဲ့နောက်ကနေအလိုလိုခံစားလာရတဲ့အရာပါဒါကြောင့်စိတ်ရထက်တန်မှုကိုရှေ့ကနေမလိုက်ပါနဲ့ကိုနောက်ကနေလိုက်လာအောင်လာကြိုးစားလိုက်ပါဒီတော့အစမ်းသက်အနေနဲ့ဒီမေခွန်းလေးကိုကိုပြန်မြဲကြည့်ဖို့တိုက်တွန်းချင်ပါတယ်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ငါရဲ့စိတ်အားထက်သန်မှုကဘာလဲဆိုတဲ့အဖြေမသေးချာရဲ့မိခွန်းကိုပဲဆက်ပြီးမြင်နေအောင်မလားဒါမှမဟုတ်ငါဘလို့လုပ်ရင်ဘယ်သူမှလေးလူမရှူးနိုင်လောက်အောင်တော်တဲ့သူတယောက်ဖြစ်လာမလဲဆိုတဲ့မိခွန်းကိုပြောင်းပြီးမြည်ကြည့်ဖို့အခြေတမ်းပြီလား